ငါကမြို့တော်ရဲ့ရေထွက်ကုန်ဈေးကွက်မှာကျင်လည်ခဲ့တာ9နှစ်ရှိပြီဗျအကုန်လုံးကိုအထာနဲ့ပြီးသားကျွမ်းကျင်ပြီးသားမနှက်ဖြန်မနှက်စောကြီး3နာရီမှာကုန်တင်ကားကရွာဝကိုရောက်လိုက်မယ်4နာရီမှာငါးတွေကားပေါ်တင်မယ်8နာရီမှာမြို့ထဲကိုဝင်မယ်ဒါဆိုမနှက်ခင်းဈေးနဲ့ကွက်တီပဲတကန်လုံးစာတင်းကျုံဝယ်မယ်လက်ကားဈေးကတပိတာကို25ရွမ်ထက်မနည်းစေရဘူး25ရွမ်ဟုတ်လားဒါဆိုတို့အိမ်က9ပိတာချိန်နဲ့တူညဆိုရင်ရွမ်9000တောင်ရမှာပေါ့တို့အိမ်က3တူညဆိုရင်9000ခွဲရမယ်ဆုံးကော်တုံးစီရောင်းရတာထက်တစ်ဆက်မကပိုရမယ့်အပြင်အမျက်ကပိုတောင်ကြံဦးမယ်တပြောင်မင်းကတို့ရွာရဲ့ကဲတင်ရှင်ကျေးဇူးရှင်အစ်စ်ပဲဗျာတပြောင်ဒီကိစ္စကိုမင်းလက်ထဲပဲအပ်လိုက်ပြီနော်ရွာသူရွာသားတွေရဲ့တွေးကြွေးဆက်ခဲတန်ဖိုးတွေကိုတော့မင်းဖြုံးတီးပြစ်လို့မဖြစ်ဘူးနော်စက်တုတ်ထဘူးရာနှုံးပြည့်စိတ်ချလိုက်ပါငါရပြောင်ကသာရွာသားတွေကိုနစ်နာအောင်လုပ်ရင်ငါခေါင်းကိုဖျက်ပြီးဘောလုံးလောက်ကန်လိုက်တော့ဗျာသူထေးစွန်းဒီအတိုင်းပဲလက်လျှော့လိုက်တော့မလို့လားဒီလိုမှမလုပ်ရင်ဘလို့လုပ်ရဦးမှာလဲလူတွေရဲ့လေပင်ကိုဓာတ်နဲ့ထောက်ပြီးအတင်းကျပ်ရောင်းခိုင်းရမှာလားသွားကြစို့ချင်းရွှေဝံကိုသွားမယ်ဟိုဘက်ကငါးတွေကိုငါစစ်ဆေးပြီးပြီအရေးသွေးကမစိုးပါဘူးအရွယ်စားနေသေးုံပါပဲတကန်လုံးစာတင်းကျုံးစေးတပိတာ9ရွမ်နဲ့ဝယ်နိုင်တလောက်အကုန်ဝယ်ခဲ့မယ်ကောင်းပါပြီသူထေးလူဆိုတာမင်းတို့အပေါ်ဘလောက်ပဲကောင်းကောင်းမင်းတို့စီကဘလောက်အမျက်ထုတ်သွားလဲဆိုတာကိုပဲထာဝရမှတ်မိနေကြတာယုံကြည်မှုဆိုတဲ့အရာကတိဆောက်ဖို့3နှစ်ကြာမြင့်တက်ပေမဲ့ဖြစ်စည်းပြဖို့ကြတော့3မိနစ်ပဲလိုအပ်တာဥပမာမင်းနဲ့သူမနဲ့လို့ပေါ့